လွမ်းစိတ်ကြနှလုံးသားနုနုမှရှမ်းသိအောင်နဲ့ချစ်ရဲ့မင်းတို့လက်ချင်းတွေ့ထားရဲ့တက်ကွင်းနဲ့တော့ပြည့်ရွေးခဲ့ရတဲ့အိမ်မအဆောင်မင်းကိုဆက်တင်းနဲ့ငါတန်ပြစ်လိုက်လေငါမြစ်တာစူးမနော်မင်းမကောင်းကြောင့်မသူမှမပြောဖိတ်စာလေးတစ်ခုကပြောတဲ့ရှင်ကချူကဒုတိယပေါ့ခုကြတော့ဒုပါတော်ဒီမင်္ဂလာပွဲတဲ့တမှုတရားတော့လုံသားကိုကျူနာတော့တက်ရောက်ပြီးတခြားမှဖူးပါတော့ချစ်တာကြောင့်ထားကောင်းလေးပင်မိမဟျောမလို့ကမိမတော်လေးလို့ရဲ့တော့မှသက်ဆောင်ပေါ့အဲ့လိုပြောပြီးပလက်တာကြောင့်ခုမှမရှိတော့မှချစ်ကပါဆောက်မနဲ့ရှိရင်ပြစ်ရှာဖောက်နေတဲ့ hater တွေကတော့ချစ်စရာကောင်းတယ်မလို့ချင်တော့တဲ့မတရားတွေနဲ့ငါဒီရင်ဝင်မှာခုလုံးရနေမရှိတော့ပါချစ်ဖို့နေတဲ့ဘုံမထားခင်ဒီပုံမှာငါရှိုးတာတယ်ချစ်စဖို့ကြိုးစားမင်းနဲ့တော့မဲမျိုးသားနေဖိတ်စာကံပါနဲ့လက်ထပ်ပြည့်ရဲ့ဖိတ်စာကံပါနေရဲ့ရှိစားအောင်ရှောင်းတော့မှာကိုဖိတ်စာကံပါတင်ကလွမ်းစရာတွေခွင့်မပြောဘူးစိတ်ချစမ်းပါဒီပြောနေတာလေးငယ်ချစ်ချင်လို့ပါဖိတ်စာကံပါနဲ့လက်ထပ်ပြည့်ရဲ့ဖိတ်စာကံပါနေရဲ့ရှိစားအောင်ရှောင်းတော့မှာကိုဖိတ်စာကံပါတင်ကလွမ်းစရာတွေခွင့်မပြောဘူးစိတ်ချစမ်းပါဒီပြောနေတာလေးငယ်ချစ်ချင်လို့ပါချစ်ကခုအရေးတဲ့ကမ်းချီရဲရဲဆက်ဆက်မွေရတဲ့မင်းရှောင်းမကလေးပါလာတမမင်းကြောင့်ငါဒီကပါချမ်းပြက်ခါရပါတဲ့တိုက်ဆိုင်မှုရှိရင်ဒီဆိုင်ရအောင်မေးတိုင်းနဲ့ငါကတော့ယနေ့တိုင်ခွဲမင်းနဲ့ဝေးမဖေးနိုင်နဲ့ဆိုင်တော့ချုံသူမရဲ့ပြည့်မှုများတော့ဝတ်တော့ထားနေရာမင်းမတော့သွားရင်ငါမြတ်တာများလို့အမှားပါဦးစားလိုက်တဲ့20ပိတ်စာလေးတွေပါရိတ်ရိတ်ထင်းငါလွမ်းနေမထင်းနဲ့မစိတ်သိနေဒီမင်္ဂလာခါမချင်တဲ့ပိတ်သိတယ်ထားတဲ့နေပေါ်မှာငါယူသားတယ်ရှစ်စဖို့ကြိုးစားပြီးလက်ထပ်တော့ပဲမျိုးသားတယ်ဖိတ်စာကံပါဒီလက်ထပ်ပြင်းရင်ဖိတ်စာကံပါနေရရှိစားအောင်